ဖြစ်များတဲ့ green line error green screen error မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ smartphone brand တိုင်းမှာအဖြစ်များပြီးတော့ဒါ service ဆရာကြီးကြားမှာလည်းဒီဘက်စနေတဲ့ green line error green screen error မဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးမယ်ဆိုတော့ဒီ green line error green screen error မဖြစ်အောင်ဘယ်လိုကန်ရမလဲဘယ်လိုလုပ်ရမလဲဆိုတာမပြောပြခင်ဘာကြောင့် green line error ဖြစ်တာလဲများသောအားဖြင့်ကတော့ OLED man တွေမှာအဖြစ်များတယ်ပေါ့ဗျာဒါ iPhone တို့ Samsung တို့မှာမဟုတ်ဘူး OLED man သုံးထားတဲ့ဘယ် phone brand တိုင်းဆိုဖြစ်တယ်လေဒါကလည်းမြန်မာလာတဲ့နည်းပညာနဲ့အတူဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုး error လေးတွေပေါ့ဗျာဆိုတော့အခု green line error green screen error ဘာကြောင့်ဖြစ်လာလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်Be authentic, be organic. စစ်မှန်မှုမှန်ကန်မှုကိုတန်ဖိုးထားပါဘိုးအေးနံပါတ်1ချက်ကရေဝင်တာတချို့တွေကဒါရေချိုးရင်တရှင်းနှားထောင်ဖို့အတွက်ဆိုပြီးဖုန်းရေချိုးခန်းနဲ့ယူသွားတယ်ပြီးရင်ရေဆိုးနေရဲ့လက်တွေနဲ့ကိုင်းတယ်နောက်တစ်ခုကရေကူးကန်သွားတယ်ရေထဲမှာရိုက်တာလို့ရေဆိုးနဲ့လက်နဲ့ကိုင်းပြီးတော့တပုံနေရိုက်တာဘာညာမျိုးဆိုရင်လေဖုန်းထဲမှာရေဝင်ပြီးတော့ green line error ဖြစ်တယ်ဒါပေမဲ့ green line ဆိုတဲ့မျိုးကချက်ချင်းဖြစ်တာမဟုတ်ဘူးအဲ့ဒါအကြောင်းမလို့လေရေဝင်တတိထားပါ green line error လည်းဖြစ်တတ်တယ်ပေါ့နော်နံပါတ်2ချက်ကကျွန်တော်တို့ခဏခဏလွတ်ကြရလူလက်မမြဲလူတွေဥပမာလွတ်ကြရတို့ဖိမိရတို့ဆိုရင်လည်းဖြစ်တတ်တယ်လွတ်ကြရဆိုရင်တစ်ခါလေဖုန်းကကွဲချင်မှကွဲတာဒါပေမဲ့အဲ့လိုမကွဲဘူးဆိုပြီးတော့လေဂိမ်းမဆိုင်ပဲနေလို့မရဘူးဗျာဘာလို့လဲဆိုတော့အပြင်မှာမကွဲဘူးဆိုပေမဲ့အတွင်းထဲမှာ hardware လေးတွေcircuit လေးတွေက damage ဖြစ်ပြီးတော့တက်ကြောင်နိုင်ပါဖြစ်တယ်ဗျာဒီထဲမှာ green line error ဆိုတာလေ OLED man မှာပါတဲ့ RPG pixel လေးပေါက်သွားလို့ green line error ဖြစ်တာအဲ့တော့ဖိမိရဆိုလည်းဖြစ်တယ်နောက်တစ်ခုကအရန်ပူနေတဲ့အချိန်မှာအာသညွတ်တန်းလိုက်တဲ့ဂိမ်းဆိုတာမျိုးဆိုရင်လည်း green line error ဖြစ်တတ်ပါတယ်နံပါတ်3ချက်ကတော့ manufacturer အလုပ်တဲ့အချိန်မှာပါလာတဲ့ factory error ပေါ့ဗျာဒီနေရာမှာတချို့ရနားလည်မှုလွဲနေရရှိတယ် iPhone တွေမှာ software update တင်ရင် green line error ဖြစ်တယ် green screen error ဖြစ်တယ်ပေါ့ဗျာဒါလည်းဟုတ်ချင်လည်းဟုတ်မှာပေါ့ကျွန်တော်အတွေ့အကြုံအရပြောရရင် software update လုပ်လို့ဒါ green line ဖြစ်သွားတဲ့ဖုန်းတွေက manufacturer လုပ်ခဲ့ရ factory error ပါတာမျိုးပေါ့နော်OnePlus တွေမှာဆိုရင်အဲ့ဒါကြီးအဖြစ်များတယ်ဒါမှမဟုတ်လေကိုဖုန်းက hardware ပိုင်းထိထားတယ်ဗျအဲ့ဒါကိုကမသိဘဲနဲ့ software update သွားတင်လိုက်တယ် software update တင်တဲ့အချိန်မှာဖုန်းက heat တက်လာတဲ့ဒဏ်ကို hardware ကမခံနိုင်ဘဲနဲ့ green screen ဖြစ်တာ green line error ဖြစ်တာဖြစ်သွားတာပေါ့နော် software update ကြောင့်တော့ green line error ဖြစ်တယ်ဆိုတော့ရှားပါတယ်အဲ့တော့ green line error မဖြစ်ဖို့ဆိုရင်ကျွန်တော်အပေါ်ကပြောခဲ့တဲ့အချက်တွေကိုသတိထားပြီးရှောင်ဖို့လိုပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားတာက green line ဘာကြောင့်ဖြစ်တာလဲဆိုတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့သိသွားပြီဆိုရင်မဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့သိသွားလိမ့်မယ်လို့ထင်ပါတယ်ဖုန်းဝယ်ပြီးတော့ sim မရှိဘူးဆိုရင်ကျွန်တော်တို့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ original second 88ကိုသာရောင်းနေကျွန်တော်တို့ပို့ရင်မဲလို့လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားဒီကဲ့သို့ပါ quality စစ်မှန်အာမခံနဲ့ဘိုးအေး